တာကြီးတရေချင်းမျိုးနဲ့ရန်ကင်းတောင်ချေဥယျာဉ်ပရိယတိစာမတိုင်တို့မှာတရင်တော်ဒီတိုင်းတော်မူကြအောင်သောစာချစာတဲ့တန်ခါတော်ရှင်သူမြတ်တို့အားဒီနေ့မဟာတန်ခိကမြတ်တော်ဆွမ်းအလူဌာနကိုအာယုဆိုင်ရောနေဆိုင်ရောတတိယဆွမ်းအလူရှင်ပုဒ်ရှင်များဖြစ်ကြတဲ့အနန္တနာ၅ပါးစာချဆရာတော်ဥစ္စနာသာတို့အားဥထိတ်မှထားပြီးတော့တရားကြီးဥကျော်နေဓမ္မရင်တော်ရှိကြတပည့်တော်နာမည်ဖြစ်ကြတဲ့မတ္တမောမတ္တမောအေမတ္တမောထွေမိသားစုပြောပွဲမျိုးနဲ့အောင်ချမ်းသာကြည်ပါမိသားစုများကစက္ကန့်ဘုရားနာဖြစ်ပါလေတော်တော်ပေါင်းဆုံးအနန္တနာ၅ပါးဥထိတ်ထားပြီးတော့စက္ကန့်ဘုရားနဲ့ဆွမ်းလူဆိုတော့ဒီမိဘကျေးဇူးတရားတွေကိုစပြီးတော့ခေါ်ရအောင်ပေါ့နော်အဲကြောင့်လို့အနန္တနာ၅ပါးကဘုရားတရားတန်ခါယရဏမြတ်၃ပါးဒီယရဏမြတ်၃ပါးဒီယရဏမြတ်၃ပါးဟာဒီနေရာမှာဥယျာဉ်ပြည့်စတဲ့တုန်းကတက်နေရတယ်မှာဘုရားကိုလည်းပဲဖူရတယ်တရားယရဏကိုလည်းပဲဆရာတော်တန်ခါတော်များကသင်္အံဖူချာလိမ့်လာနေတာဖြစ်တဲ့အတွက်ကြောင့်တရားယရဏကိုလည်းပဲဖူးထုတ်ပေးရတယ်တန်ခါယရဏကတော့ထူးပြောစရာမလိုတော့ဘူးဒါကြောင့်လို့မြတ်စွာဘုရားရှင်ကိုယ်တော်ကြီးကိုတခါတော့ပြီးတာရှိတယ်ပုံနာတယောက်ကနေမြတ်စွာဘုရားတဲ့တပည့်တော်ဘုရားယရဏကိုလည်းပဲဖူးရတာလွယ်တယ်ဘုရားတဲ့ဘုရားယရဏဆိုတာအဲ့တော့ဘုရားတက်ရှိတယ်ရှိတာဆိုတော့မြတ်စွာဘုရားစီကိုတပည့်တော်လာရင်မြတ်စွာဘုရားကိုဖူးရတယ်ဘုရားတိုက်ရိုက်ဖူးရတယ်ဘုရားတန်ခါယရဏကိုလည်းပဲတပည့်တော်ဖူးရတယ်ဘုရားတန်ခါယရဏကလည်းပဲမြတ်စွာဘုရားအနိဗ္ဗာန်မှာကြောက်လိုက်တယ်မှာတန်ခါတွေအများကြီးတပည့်တွေအများကြီးဆိုတော့ဖူးရတာရတယ်ဗျာဖူးလို့တွေ့လို့မြင်လို့ရတယ်ဗျာတရားယရဏကြဘယ်လိုလုပ်ရမှာတော့ဗျာတရားယရဏဖူးချင်တာတရားယရဏဆိုတာအထက်ကိုယ်ရပြစရာမရှိတာဒါကတရားကြီးပဲလို့ပြလို့မှမရတာပုံလည်းပြလို့မရဘူးဟောစုပ်ကင်လည်းမရဘူးကြည့်လို့လည်းမရဘူးဟောရှင်ဘုရားစာအုပ်တွေကတရားမဟုတ်ဘူးလားစာအုပ်ကစာအုပ်ပဲတရားမဟုတ်ဘူးနော်ဒါကြောင့်လို့တရားတော်စကားလေးရှိတယ်ဖယားကိုစီတီပွေတတ်တယ်တဲ့တရားကိုစာအုပ်ပွေတတ်တယ်တဲ့တန်ခါကိုကြတော့ဘုန်းကြီးပွေတတ်တယ်ကြောက်တယ်နော်ကြောက်တယ်ဖယားကိုရည်ရွယ်စုပြီးတော့ဓာတုစေတီဓမ္မစေတီဩရိတစေတီပရိဘောဂစေတီဆိုတဲ့စေတီ3စေတီ4ပါးကိုရှိမှတ်ပြီးတော့တိထံကိုပဲတဲ့ရုပ်ပွားစေတီတော်တွေစေတီတော်တွေဆိုတာအထိတ်မှတ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားရဲ့အသုံးဆောင်တွေထည့်ပြီးတော့ပူဇော်ထားတယ်မြတ်စွာဘုရားရဲ့အယူဓာတ်တော်ဆွေတော်ဓာတ်တော်စတဲ့ဓာတ်တော်တွေကိုထည့်ပြီးတော့ပူဇော်ထားတယ်ဆိုတာမြတ်စွာဘုရားသက်ရှိထင်ရှားရှိတော့ကမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုအာရုံပြုပြီးတော့သက်ရှိထင်ရှားမရှိတဲ့အခါမှာမြတ်စွာဘုရားရဲ့အထိတ်အမှန်အနေနဲ့တည်ထားတာဟောဝေတာပူဇော်တာဥပ္ပုကိုရှိဖို့တာမဟုတ်ဘူးရုပ်ပုံကိုရှိဖို့တာမဟုတ်ဘူးရုပ်ပုံလို့ဥပ္ပုလို့ဆိုတာကသိတာအောင်မြင်တာအောင်အထိတ်အမှန်အနေနဲ့လုပ်တာဥပမာအဖြစ်အဖိုးတို့ဘွားတို့အဖေတို့မေတို့မရှိတော့ဘူးဆိုရင်အဖိုးတို့ဘွားတို့အဖေတို့မေတို့ရဲ့သင်္ကေတဓာတ်ပုံအဖေတို့မေတို့သုံးခဲ့တဲ့အသုံးဆောင်ပစ္စည်းတို့ဒါလေးတွေကိုကြည့်ပြီးတော့တို့အဖေမေရှိတဲ့ကတော့ဒီလိုတို့ဘွားရှိတဲ့ကတော့ဒီလိုဆိုတော့မှန်ပြီးတော့အဖေမေရဲ့ကျေးဇူးတွေကိုမြင်သာအောင်လုပ်ထားတာဒီလိုကနော်အဲ့ဒါပဲရည်စူးပြီးတော့ရည်မှန်းပြီးတော့တည်ထားတာဘိုးကလားလို့ပြောပါမယ်တဲ့ဟုတ်ပြီတန်ခါယရဏကတော့ထူးပြောစရာမလိုတော့ဘူးတန်ခါယရဏကတော့တိုက်ရိုက်ကိုတွေ့ရတာဒီမှာဆိုတန်ခါတွေညာရင်တယ်တွေ့ရတယ်တရားယရဏကိုကျတော့ဘယ်လိုတော့မှလဲဗျာလို့ရှောက်တယ်အဲ့လိုရှောက်တဲ့တော့โอเคတရားယရဏကိုပူဇော်ခြင်းနဲ့ဆိုရင်တရားတွေကိုထိမ့်သိမ့်ထားတယ်တဲ့ငါဘုရားရဲ့တပည့်သားတွေကိုလိုက်ပြီးတော့ပူဇော်ပါအဲ့တော့ဆိုတော့အဲ့ဒီဘုရားကမြတ်စွာဘုရားရဲ့တရားတော်ကြီးမြတ်စွာဘုရားဟောသမျှမြတ်စွာဘုရားမိတ်သမျှတရားစကားတွေအဲ့ဒါတွေကိုထိမ့်သိမ့်ထားတဲ့ပုဂ္ဂိုလ်ကအရှင်အာနန္ဒာတဲ့အရှင်အာနန္ဒာကမြတ်စွာဘုရားဟောသမျှအကုန်လုံးမှတ်ပြီးတယ်နော်ဒါကြောင့်ဓမ္မဗန္ဒာကာလိကဆိုတဲ့ပွဲရအရှင်အာနန္ဒာပဲရတာကြာမရဘူးအရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့မှမရဘူးဓမ္မဗန္ဒာကာလိကဓမ္မဆိုတာတရားဗန္ဒာကာလိကဆိုထိတ်တာတဲ့ပုဂ္ဂိုလ်သိတာတဲ့ပုဂ္ဂိုလ်ဒါကြောင့်လို့မြန်မာနိုင်ငံမှာခေါ်တဲ့ဘန်ဆိုတာအဲ့ဒါကိုယ့်ရဲ့ပစ္စည်းတွေကိုယ့်ရဲ့ငွေတွေထိတ်ပေးတဲ့နေရာဘန်လို့ခေါ်တာလေဟုတ်တယ်နော်ဘန်ဆိုတဲ့စကားလုံးက
ပါဠိစကားလုံးလည်းပြောလို့ရတယ်ပါဠိကဗန္ဒာလေနော်မြန်မာစကားအင်္ဂလိပ်စကားလုံးလည်းပြောလို့ရတယ် BNK bank နော်အဲ့ဒီအင်္ဂလိပ်စကားလုံးနဲ့လည်းမတူနေတယ်ပါဠိစကားလုံးနဲ့လည်းတူနေတယ်မြန်မာတွေကလည်းသုံးတာလည်းဘန်းနဲ့သုံးလိုက်တာပေါ့နော်သုံးလိုက်တာအဲ့တော့ဒါပစ္စည်းတွေကိုထိမ့်သိမ့်ပေးတဲ့နေရာကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုထိမ့်ပေးတဲ့နေရာလို့ပြောရတယ်ဟုတ်အဲ့တော့ကိုတရားရဏကိုပူဇော်ခြင်းတယ်ဆိုတော့ဒီလိုတရားရဏဘယ်လိုပူဇော်မှလဲဘုရားလို့အဲ့ဒီပုံနာကရှောက်တယ်တရားရဏကိုပူဇော်ခြင်းတယ်ဆိုရင်တရားတွေကိုငါဘုရားဟောသမျှသိသမျှဓမ္မခန္ဓာဒီအားလုံးကိုထိမ့်သိမ့်ပေးကြတဲ့ပုဂ္ဂိုလ်ကိုလိုက်ပြီးတော့ပူဇော်ဆိုတော့အဲ့ဒီမှာအဲ့ဒီပုံနာကအရှင်အာနန္ဒစီကြီးတော်တာပဲအရှင်အာနန္ဒာကပိဋကတ်သုံးကိုအကုန်လုံးကိုအာဟုလဲဆောင်နိုင်တယ်မှတ်လဲမှတ်ပြီးတယ်ဒါကြောင့်သူ့ကိုဓမ္မဘာန္နာဂါရိကလို့ခေါ်တာဓမ္မတည်းပဲရတယ်တခြားသောမတိပြတ်တွေမရဘူးနော်အဲ့ဒါဆိုရှင်အာနန္ဒာကြီးဆိုရှောင်းရှောင်းတာတပြည့်လို့ဗျာတဲ့မြတ်စွာဘုရားကမိန့်ကြားလို့ပါဗျာတဲ့တရားရဲ့နာပူဇော်ခြင်းနဲ့ဆိုရင်တရားရဲ့တွေကိုထိမ့်သိမ့်ထားတဲ့ပုဂ္ဂိုလ်ကြီးကိုသွားဆိုလို့တပည့်တော်အရှင်ဘုရားစီလာတာဗျာတဲ့အရှင်ဘုရားကိုဒါကြောင့်တော့တရားယရနာနေနဲ့တပည့်တော်ပူဇော်ရတယ်ဗျာဆိုတော့အရှင်အာနန္ဒာကြီးကိုရှောင်းအဲ့လိုလို့မရဘူးအရှင်အာနန္ဒာတရားမြတ်စွာဘုရားရဲ့တရားယရနာတွေကိုထိမ့်သိမ့်နေတာသူတပါးနဲ့မဟုတ်ဘူးတဲ့ဟောသူကလည်းမဟုတ်ဘူးတဲ့တုတ်တန်ဆောင်တွေဝီနည်းဆောင်တွေအဘိဓမ္မာဆောင်တွေအများကြီးပဲတဲ့ဒါကြောင့်လို့တဲ့ငါမြတ်စွာဘုရားကတဲ့မိန့်ကြားလိုက်တဲ့အတွက်ကြောင့်ငါ့ကိုလာပြီးတော့သင်ဟာတရားရဏကိုပူဇော်ရအောင်ပူဇော်တော်လည်းပဲငါတပါးလည်းမဟုတ်ဘူးတဲ့ဒါကြောင့်လို့တန်ဃာတွေအားလုံးဘုရားရဲ့တရားတော်တွေကိုထိမ့်သိမ့်တဲ့တန်ဃာတွေအားလုံးကိုပူဇော်ပါအရှင်ပြီပါလို့အရှင်အာနန္ဒမထေရကြီးကအဲ့လိုပြန်ပြီးတော့ဘုံနောက်ကိုပြောပြတဲ့ကမှာဒါဆိုရင်ဒီပြောသဘောပေါက်သွားပြီဗျာတရားရဏကိုပူဇော်ခြင်းတန်ဃာတွေကိုပူဇော်တဲ့ရှင်ရတာပဲဗျာဒီတန်ဃာတွေကမြတ်စွာဘုရားမရှိတော့တဲ့နောက်ပိုင်းမှာမြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်တွေကိုမပြောင်းပြအောင်ထိမ့်သိမ့်ထားတဲ့ပုဂ္ဂိုလ်တွေသိယူထားတဲ့ပုဂ္ဂိုလ်တွေကျင့်မှတ်ထားတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီတန်ဃာရဏကိုပူဇော်လိုက်တဲ့တရားရင်တဲ့တရားတွေကိုလည်းပူဇော်ပြီးသားရတယ်တန်ဃာကိုလည်းပူဇော်ပြီးသားရတယ်ဒီတန်ဃာရဏကိုမွေးထုတ်ပေးထားတဲ့ဘုရားရဏကိုလည်းပူဇော်ပြီးသားရတယ်လို့သဘောပေါက်လာတယ်နော်ဒါကြောင့်ဒီနေရာမှာအခုပြောမြို့နယ်ကအောင်ချမ်းသာရွာကလာကြတယ်ဒကာကြီးဦးကျော်ကြီးဓမ္မကြီးကျော်ရွှေကျန်းသမီးမတန်းမောမတ်တဘိုးမတ်တဘိုးထွေးမိသားစုနဲ့အတူတူကွာအားလုံးတော့တရားနာပရိသတ်တွေအားလုံးတော့ကုသိုလ်ရှင်တွေနောက်ရတဲ့မှာကပ်ပတ်ကုသိုလ်ရှင်တွေတို့ရဲ့ပထမဦးဆုံးသောစတင်ကတ်တဲ့တရားဟာဘုရားယေနာယောတရားယေနာယောသံဃာယေနာယောယေနာမြတ်သုံးပါးအကုန်လုံးပါတဲ့နေရာပါလားလို့ဒီလိုဥစ္စာပထမဝန္တပီတိဖြစ်အောင်ဖြစ်ပါလေနော်ဒါဆိုရင်ရပါပြီနော်ကဲဒါဆိုယေနာမြတ်သုံးပါးတမကဘူးဒီနေ့ကျေးဇူးဆက်တဲ့ကုသိုလ်ကအဖေနဲ့အမေကိုကျေးဇူးဆက်တဲ့ကုသိုလ်ဒါဒီနေ့ပါတော့ပြန်ပြီအဖေရောအမေရောဖြစ်တဲ့တခိုင်းဖြစ်တဲ့ဦးကျော်ကြီးဓမ္မကြီးဖြစ်တဲ့တော်ရွှေကျန်မိဘနှစ်ပါးကိုသမီး၃ယောက်ကနေပြီးကဲမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့မိဘကိုအကောင်းဆုံးသောကျေးဇူးဆက်သည်ကုသိုလ်နဲ့ကျေးဇူးဆက်တာအကောင်းဆုံးသောကျေးဇူးဆက်တွေပဲကျေးဇူးကြည်တဲ့ကျေးဇူးဆက်တဲ့တို့အဖေနဲ့အမေကိုကျေးဇူးဆက်ခွင့်ရတာဝမ်းသာလိုက်တာပြောလိုက်တာစိတ်ချမ်းသာလိုက်တာတပီး၃ယောက်တည်းကဒီမှာအကြီးဆုံးတပီးပါလာတာဆိုတော့အငယ်တယောက်ကအလိုလိုပါပြီးတာဟောနော်ဒီတဲ့ကြောင့်လို့မြတ်စွာဘုရားလက်ထက်တော်အခါလုံးမှာတပီးလိမ်မှာ၃ယောက်ရှိတယ်တပီးလိမ်မှာ၃ယောက်ပိုင်ဆိုင်ထားတဲ့မိဘနှစ်ပါးရှိတယ်အခုတခါကြီးဦးကျော်ကြီးတို့ဓမ္မကြီးတော်ရွှေချန်တို့တော့တပီးလိမ်မှာ၃ယောက်ပိုင်ဆိုင်ထားတဲ့ပိသားစုတွေစုရှိတယ်အဲ့ဒီပိသားစုကတော့အားလုံးကြားဖို့ပါတယ်ကျောင်းဒါယကကြီးဇီတုဝင်ကျောင်းကိုစောင့်လို့တတ်တဲ့ကျောင်းဒါယကကြီးအနာထမိတ်တတိကျောင်းအမကြီးကတော့ပုံညာလက္ခဏာဒေဝီတဲ့နော်ကျောင်းမကြီးနာမည်ကြလူလည်းသိမသိကျောင်းတော်ကြီးလည်းသိတာနော်ကျောင်းတော်ကြီးနာမည်ကအနာထမိတ်တတိတဲ့ကျောင်းအမကြီးရဲ့နာမည်ကပုံညာလက္ခဏာဒေဝီတဲ့ဟောသူတို့မှလည်းတပိသုံးအောင်ရှိတယ်နံပါတ်1မဟာတုပ္ပတာနံပါတ်2သုလတုပ္ပတာနံပါတ်3သုဏဒေဝီတဲ့တပိသုံးအောင်ရှိတယ်ဒါကြီးဦးကျော်ကြီးတို့ဓမ္မကြီးတော်ရွှေကျန်တို့နဲ့တူတယ်လိမ်မာလိုက်တဲ့တပီးတွေတဲ့တပီးကြီးမဟာတုပ္ပတာကလည်းလိမ်မာတာပဲတပီးအလတ်ဖြစ်တဲ့သုလတုပ္ပတာကလည်းလိမ်မာတာပဲတပီးအငယ်ဆုံးလေးဖြစ်တဲ့သုပနာတပီးကလည်းလိမ်မာတာပဲနေ့တိုင်းတန်ခါအပါ
1000ဆုံးလောင်းတာအိမ်မှာကျောင်းတကာကျောင်းမာတွေဖြစ်တယ်ဘုရားရဲ့တရားတော်မိုက်လည်းဖြစ်တယ်သံဃာတွေရဲ့တရားတော်မိုက်လည်းဖြစ်တယ်ဆိုတော့နေ့တိုင်းဆုံးလောင်းတာတဲ့အဲ့ဒီဆုံးလောင်းတာကိုသမီး3ယောက်ကနေပြီးတော့ဦးစီးပြီးတော့ဦးဆောင်ပြီးတော့လောင်းတာအဖေတို့မေတို့ကုသိုလ်ရပါစေဆိုပြီးနေ့တိုင်းလောင်းလို့လေကုသိုလ်ဒါကြောင့်လို့အဖေလည်းပဲတောတာပန်အမေလည်းပဲတောတာပန်ညီမ3ယောက်ကလည်းပဲအမကြီးကလည်းတောတာပန်အမအလတ်ကလည်းတောတာပန်အငယ်ဆုံးညီမလေးကဟောသူကတော့ပို့ပြီးတော့ထူးချွန်တယ်ဗျာသူကတော့တက္ကရာခံနဲ့နော်သူမနာတူကြီးကတော့တက္ကရာခံနဲ့အငယ်ဆုံးသမီးလေးကတက္ကရာခံနဲ့အထွေဆုံးလေးကအထူးကျွန်းလို့ဖြစ်သွားအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်သမီး3အောင်တော့ကတော့အဖေနဲ့အမေကျေးဇူးကိုအထူးကြည့်အောင်ဆက်တယ်နေ့တိုင်းအဖေမေကုလိုရအောင်စိတ်ချမ်းသာအောင်လည်းထားတဲ့အတွက်ကြောင့်စံပြမိသားစုပိုင်ရှင်ပဲဒါကြောင့်တော့အရိယာလူတော်ကောင်းတွေနဲ့နေတဲ့အိမ်ကြီးဖြစ်တဲ့အတွက်ကြောင့်ဘာပြဿနာမှမရှိဘူးအေးဆန်းကြီးလေးနဲ့အဲ့လိုမျိုးအိမ်မျိုးကိုတိတိခေဟာလို့ခေါ်တာပဲတိတိဆိုတာကျက်တိမင်္ဂလာပေါင်းတဲ့ပြည့်စုံတာခေဟာဆိုတာအိမ်အဖေနဲ့အမေကလည်းတာဝန်ကြီးတယ်သမီးတွေကလည်းတာဝန်ကြီးတယ်သူတို့မှသားလေးတယောက်တော့ရှိပါတယ်ဗျမောင်ကာလဆိုတဲ့သားလေးတယောက်ရှိတယ်အငယ်ဆုံးသားလေးနော်အမတွေကအလုံလိုက်ထားတော့လည်းကျတော့ငယ်သုံးသားလေးကစပထမတော့ဆိုးတယ်နော်နောက်ပိုင်းတော့သူလည်းပဲတောက်တမှာဖြစ်သွားတာပါပဲနော်ကဲရှိစေတော့ဒါဆိုတော့ဒီနေ့မိဘကျေးဇူးဆက်တဲ့ကုသိုလ်တွေပါတယ်ဘုရားတရားတန်ခါယရဏမြတ်3ပါးကိုဒီနေ့ပူဇော်တဲ့ပွဲလဲပါတယ်မိမိတို့ကိုသွန်ဆုံးမပြတယ်ဆရာတော်ဟောဥဇနာသာရာသူကိုယ်လည်းပဲကြွရောက်ပြီးတယ်ဆိုတော့ဆရာလည်းပါတယ်မိဘလည်းပါတယ်ယရဏ3ပါးလည်းပါတယ်ဆိုတော့ဒီနေ့စက္ကန့်လူတဲ့ပွဲဟာအနန္တောအနန္တ5ပါးကိုပူဇော်တဲ့ပွဲဆိုရင်မမဘူးပါကြီးနော်ဒီလည်းကြောင့်ဒီနေ့တပည့်တော်တို့ပထမဦးဆုံးတော့ဘုရားတရားတန်ခါယရဏ3ပါးမိဘဆရာသမားများကိုထိတ်မှထားပြီးတော့ဒီနေ့ဘုရားမှုရှိတဲ့တန်ခါတော်ရှင်များကိုစက္ကန့်လူတဲ့ဆွမ်းလူကုသိုလ်ကောင်းမှုနဲ့အတူတူစာကြကတိကဆရာတော်များဆွမ်းသင်္ကန်းကျောင်းစီပစ္စည်းလေးပါလိုအပ်ရာသုံးဆွဲနိုင်မှုရန်အတွက်နဝကမ္မများပရိယတ္တိပူဇာပရိယတ္တိပူဇာပရိယတ်ကိုပူဇော်တော်အဖြစ်ဓမ္မပူဇာလူတန်းချင်းကုသိုလ်တွေလည်းပဲဆုံးအောင်လုပ်ပါတယ်ကိုယ်တိုင်ကိုယ်ကြောင့်ဝေယဝိသကိုယ်တိုင်ကိုယ်ကြောင့်တရားနာတဲ့ကုသိုလ်တွေပဲပါပါတယ်ကိုယ်အတွက်လည်းပါတယ်မိဘတွေလည်းပါတယ်ယရဏမြတ်3ပါးအနန္တနာ5ပါးတွေလည်းပါတယ်ခုကြောက်ရောက်လာကြတဲ့တရားနာပရိသတ်တွေလည်းပဲကိုယ်စီကိုယ်ကတရားနာရတဲ့အတွက်ကြောင့်မလို့အားလုံးတွေလည်းပါတယ်အများကြီးပဲဒီနေ့ကုသိုလ်တွေချဲ့ပြောမယ်ဆိုရင်မကုန်နိုင်ဘူးမဆုံးနိုင်ဘူးเนาะဒါကြောင့်မို့ဒီနေ့များစွာသောကုသိုလ်တွေကိုပြုလို့ရတဲ့အတွက်ကြောင့်ဒီဗီဒီယိုတို့ဒီနေ့အလောရမမင်္ဂလာပေါင်းတဲ့ပြည့်စုံတဲ့နေ့နေ့ပြဖြစ်ပါတယ်ဗျာကုသိုလ်ကောင်းမှုတွေရှိတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုတို့ဒီနေ့ဒီပျော်စရာကောင်းတဲ့နေ့လည်းပဲဖြစ်ပါတယ်ဗျာလို့ဒီလိုမှတ်ရမယ်နော်ဒါကြောင့်မလို့ကုသိုလ်ပညာကိုကျမ်းမာနဲ့ဥစ္စာတန်ဖို့တမျိုးမျိုးမှာမတိုးမတဲ့ထုံနေ့အတွက်တက်တဲ့ဝမ်းတဲ့ပွဲတဲ့ကုသိုလ်တွေနဲ့တိုးရမယ်ပညာတွေနဲ့တိုးရမယ်ကျမ်းမာရေးဘုဒ္ဓတာတွေနဲ့တိုးရမှာဥစ္စာတွေနဲ့တိုးရမှာအဲ့ဒီ၄မျိုးတမျိုးမျိုးမှာမတိုးတက်ဘူးမရရှိဘူးဆိုရင်အဲ့ဒီတရားဝမ်းနေစရာကောင်းတဲ့ဒီနေ့ကတော့အကုန်လုံးရတဲ့အတွက်ကြောင့်မလို့ဒီနေ့ပျော်စရာကောင်းတဲ့နေ့လည်းဖြစ်ပါလေလို့ကိုယ်စီကိုယ်မှသဘောကျပြီးတော့ဒီနေ့ပြုရတဲ့ကုသိုလ်ကောင်းမှုစုစုတို့ဒီဗီဒီယိုတို့ဒုက္ခကတိအင်းကြီးအစစ်မှန်ဖြစ်တဲ့မြတ်နိဗ္ဗာန်ရဲ့ကောင်းမြတ်သောအထောက်ပံ့ဖြစ်ပြစီသားရဲ့လို့ညီညာဖြပြဆုတောင်းပတ္ထနာပြုကြကုန်ရတည်း